မင်းအွန်လိုင်းကဘယ်လိုညံ့ဖြစ်ကြောင်ပြောပြလာတယ်ကိုမောင်မောင်ဖြစ်ပါတယ်ဒါထောင်ကြည့်ပေါ့နော်မင်းအွန်လိုင်းရဲ့ညံတစ်ထွားတစ်မိုက်တဲ့ချီတယ်လို့ကိုမောင်မောင်ပြောပြတာပေါ့နားထောင်ကြည့်နိုင်ငံတနိုင်ငံမှာလည်းစစ်တပ်မရှိမဖြစ်ဘူးဆိုတာအားလုံးနားလည်ပါတယ်ဒါပေမဲ့ဒီလိုမျိုးအာဏာသိမ်းလိုက်တာနိုင်ငံအတွက်အကျိုးမရှိတဲ့အပြင်နဲ့ပို့ပြီးတော့စူပူအောင်ကြွသွားတာလေနိုင်ငံကစုပ်ပြတ်နေပြီဗျာဟုတ်တယ်အဲ့ဒါအမှန်တယ်ဒါဦးမင်းအွန်လိုင်းဒါဘယ်လိုခေါ်မလဲဆိုတော့သူ့ရဲ့ညံဖြေးမှုပေါ့ဗျာနော်သူ့ရဲ့ဘယ်လိုခေါ်မလဲတထွားတမိုက်မြင်တဲ့အမြင်နဲ့အလုပ်လုပ်ခဲ့တာဟုတ်အမှန်တကယ်ကရေရှည်အများကြီးကြည့်ရမယ့်ပုံစံမျိုးမှာ तू မကြည့်ဘူး तू မကြည့်ဘဲနဲ့အခုသူကလက်ညှိုးထိုးပြတယ်ဗျာနီပေါ်တို့ဘာလို့မှာအခုဆိုဖိလစ်ပိုင်တို့ဘာလို့မှာပြည်သူလူထုဟုတ်တယ်ဆန္ဒတွေပြတယ်မြို့ရွာဖျက်ဆီးတယ်ဒါလည်းဖျက်ဆီးတာပဲနော်ဒါလည်းဖျက်ဆီးခြင်းနေမှာဒါပေမဲ့မြန်မာနိုင်ငံကအဲ့လိုမျိုးဖျက်ဆီးစရာမလိုတော့မြန်မာနိုင်ငံမှာလက်နက်ကင်ပြီးထားပြီးဖျက်ဆီးတယ်အဲ့တော့ပြည်သူလူထုဆန္ဒပြပြီးတယ်ပြည်သူလူထုကသူ့သဘောကျသွားလို့ရှိရင်ပြည်သူလူထုကငြိမ်သွားတယ်ဒါပေမဲ့တော့အခုလက်နက်ကင်ကသူ့နိုင်ငံမှာကလက်နက်ကင်ပြီးတပုံထားတယ်အဲ့တော့လက်သုံးချောင်းထောင်ပြီးဆန္ဒပြတာကိုယူမလားလက်နက်ကင်ပြီးဆန္ဒပြတာကိုယူမလားဆိုတဲ့ပြည်သူကမေးရွေးချယ်ခိုင်းလိုက်တဲ့ခါမှာတော့သူကလက်သုံးချောင်းမယူဘူးတဲ့နော်လက်နက်ကင်မယူမဆိုတော့ဒါသူယူတာသူရတာပဲလေဗျာနော်အဲ့တော့ကျွန်တော်ဘာမှသွားပြောလို့မရအောင်တို့တူပဲနီပေါ်မှာလဲတကပြည်သူကဆန္ဒပြလိုက်တယ်ဟလာတော်တော်များဆန္ဒတွေပြကြတယ်အဲ့တော့ညှိနှိုင်းတဲ့အရာဖြစ်သွားတယ်တို့ဖိလစ်ပိုင်မှာလဲဆန္ဒပြတယ်ညှိနှိုင်းနေဖြစ်သွားကြမှာပါဒါပေမဲ့ဒါမျိုးညှိနှိုင်းမှုကိုသူမယူတဲ့ခါကျတော့သူလက်နက်နဲ့ပုံကံမှုကိုရရှိတာသူနဲ့ထိုက်တန်တာဟောသူရွေးချယ်မှုအတွက်သူရသွားတော့ဗျာနော်အဲ့တော့ဒီအပြစ်မှာပြည်သူမှာလည်းပြည်သူဆိုတဲ့ခင်ဗျားတို့အုပ်စုတွေမှာလည်းအပြစ်ကရှိသလိုသူ့မှာလည်းအပြစ်ရှိတာပဲဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကလည်းဒီလမ်းအောင်ရွေးတော့ခင်ဗျားတို့ကြောင့်လည်းနိုင်ငံပြတ်တယ်နော်စစ်တပ်ကြောင့်လည်းနိုင်ငံပြတ်တယ်သူ့ကြောင့်လည်းပြတ်တယ်အဲ့တော့အဓိကတော့သူ့ပေါ့ဗျာနော်